ဆလတ်မှတ်တာဒီတစ်ခုကနေအပေါ်ကနေအောက်ကိုဆွဲပြီးတော့မှတ်လို့ရတယ်အောက်ကနေအပေါ်ကိုပြန်မှတ်လို့ရတယ်အချာတော့ဒီလိုမှတ်လို့ရတယ် selection မှတ်တာ哦အလဲကနေဆိုရင်အလဲကနေအပေါ်ကိုမှတ်မှာလားအလဲကနေအောက်ကိုမှတ်မှာလားဒီလိုမှတ်လို့ရတယ်တခုနဲ့တခုကကို select မှတ်တဲ့ပုံမှာမူတည်တယ်ကိုကတစ်ကြောင်းလုံးမှတ်ချင်တယ်ဆိုဒါလေးနဲ့မှတ်တာပေါ့ဒီမြားလေးနဲ့ဒီမြားလေးကိုထောက်လိုက်တာနဲ့တည်းသူကတစ်ကြောင်းလုံးဖြစ်သွားတာတွေ့ရတယ်ကိုလိုချင်တာလေးကို select မှတ်မယ်မှတ်ပြီးပြီဆိုရင်ဒီထဲမှာဒီ font လေးတွေကိုကိုလိုချင်တဲ့ font လေးတွေကိုရွှေ့ပေးလိုက်မယ်ဒီထဲမှာကိုလိုချင်တဲ့ font ကိုရွှေ့ပေးပါကိုကြိုက်တဲ့ font ကိုရွှေ့ပေးလို့ရတယ်ဘာလေးပဲရွေးကိုရွေးထားတဲ့ slide ပုံစံတိုင်းကိုပေါ်လာတာတွေ့ရလိမ့်မယ်။ကျတော့မလိုချင်တော့ဆိုရင်တော့သူ့ကိုတစ်ချက်ပြန်နှိပ်မယ်ပုံမှန်တိုင်း font ကိုပြန်ထားလိုက်မယ်။ဒါဟာသူက font စလုံးလေးတွေကိုပြင်ခြင်းဖြစ်ပါတယ်။အချက်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ font size စလုံးရဲ့အရွယ်စားလေးကိုပြင်ကြည့်ရအောင်။စလုံးအရွယ်စားပြင်မယ်ဆိုရင်သူ့ကို select မှတ်လိုက်တယ် font size အရွယ်စားလေးတွေကိုသွားကြည့်လိုက်မယ်။အဲ့လို့ထားလိုက်ရင်သူကစလုံးကသေးသွားတာတွေ့ရတယ်။ဒါဆိုရင်ကျတော့သူ့ကို select ပြန်မှတ်ထောက်မယ်။ပုံမှန်ကတော့12ဖြစ်ပါတယ်ဒီ share ထပ်ပြီးတော့ကြီးလိုက်တယ်20လောက်ထားလိုက်မယ်အဲဆိုရင်သူကစလုံးကကြီးသွားတာတွေ့ရတာပေါ့နော်ဒီ share selection မမှတ်တော့ဘူးဒါဆိုဒီထဲမှာလာပြီးတော့ပြင်ကြည့်မယ်ပြောင်းလားမပြောင်းတော့တာကိုတွေ့ရလိမ့်မယ်နော်ဒီတော့ဘလောက်ပဲကိုဒီဟာလေးတွေကိုပြောင်းသူကမပြောင်းပေးဘူးဘာလို့လဲဆိုတော့ကိုက select မမှတ်ထားဘူးဆိုရင်တော့သူကမပြောင်းပေးဘူး